နှစ်စဉ်မဟာတကြံကာလအပြီးနှစ်ဆန်းတရက်နေ့တရက်တာရေပက်ကစားလေးရှိတယ်။တာရုစံတော်ရှင်ဇီရောမြတ်ကြီးတီရှိယာတာရုကျေးရွာရဲ့ဧပြီလ18ရက်နေ့နှစ်တစ်ကူကာလဖြစ်တဲ့နှစ်ဆန်းတရက်နေ့မှာမြင်တွေ့ရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ဒီတလေးဟာနှစ်ပေါင်းရာချီတိုင်ခဲ့ပြီဖြစ်ပြီးတက္ကရာ945ခုနှစ်မှာမွန်ဘရင်ပညာနွဲ့ခေါ်ရာဇာတိရကတာရုဖျားတီထားရကုန်းတော်ဘော်ကနေခမဲတော်ဘရင်မင်းမြတ်ရဲ့ထီနန်းအရိုက်အရာကိုလက်ခံရယူခဲ့တာမို့မွန်တလိရိုးရာယဉ်ကျေးမှုတွေနဲ့နှီးနွယ်ကဟန်ရှိကတကြံကာလအတွင်းအသားလွတ်စားတောက်ပြီးဥပုပ်တီလာတိဆောက်ကြတဲ့ကျေးရွာလည်းဖြစ်ပါတယ်။ကာလရွေ့လျားလာပြီးတဲ့နောက်အစင်လာကိုအနှဲငယ်တွေ့ဖဲလာကြတာမျိုးရှိပေမဲ့နှစ်ဆန်းတရက်နေ့ဟာရွှေပြည်သာမြို့နယ်တာရုရွာရဲ့ရေပက်ကစားတဲ့နေ့ဖြစ်တာမို့အနီးအနားရွာနီးချုပ်ဆက်ပြီးမြို့နယ်ချင်းထိဆက်သိရှိနေတဲ့နေရာကပြည်သူတွေကပါလာရောက်ပါဝင်ဆင်နွှဲလိရှိပြီးအခုနှစ်မှာတော့အရင်2020ပြည့်နှစ်ကိုဗစ်ကာလမတိုင်မီအချိန်ကာလတွေကအတိုင်းစီကားစွာမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။